အလုပ်ပြီးတဲ့နောက်မိန်းကလေးတယောက်စက်ဘိန်းစီးပြီးအိမ်ပြန်လာနေချိန်မှာလူတယောက်ကသူ့မနောက်ကနေလှုပ်ဝက်ပြီးဓာတ်ပုံရိုက်နေခဲ့ပါတယ်ကင်မရာအတန်ကြားတာနဲ့သူမကတယောက်ယောက်ဓာတ်ပုံရိုက်နေတယ်ဆိုတာသိသွားပြီးချက်ချင်းလက်ကြည့်ပြီးအဲ့ဒီလူကိုအော်ပြောပြီးဆဲဆိုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကလုံးဝမရှက်မကြောက်ပဲသူမရဲ့တကယ်အလုပ်ကြောင်းကိုသိနေပြီလို့မန်ထောင်ပြောလိုက်ပါတယ်တကယ်တော့သူမကဘာတစ်ခုမှအလုပ်လုပ်ပြီးဧည့်သည်တွေကိုအပန်းဖြေဖို့စကားပြောအရက်ထိုးပေးတဲ့အလုပ်လုပ်သူတယောက်ပါဒီနေ့မှာတော့အချမ်းသာဆုံးလူတွေကိုဆွဲဆောင်နိုင်ဖို့အတူဝစ်စုံတစ်ထည်ကိုအထူးရွေးချယ်ဝစ်ဆင်လာခဲ့ပါတယ်အလုပ်ဆက်တင်တဲ့နေ့မှာမန်နေဂျာကအဆောက်အဦလွှာတွေကိုရှင်းပြထားပါတယ်ပထမနဲ့ဒုတိယအထက်ကတာမန်ဧည့်သည်များအတွက်အလယ်ထက်ကလုပ်ငန်းရှင်အသေးစားများအတွက်အပေါ်ဆုံးထက်ကတော့အချမ်းသာဆုံးအာဏာအရှိဆုံးလူတွေအတွက်သာဖြစ်ပါတယ်ဒါကိုကြားပြီးနောက်သူမကမျိုးတဲကအကြီးဆုံးစီးပွားရေးသမားကို target လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကံကောင်းစွာနဲ့ဒီနေ့ဆရာကမိန်းကလေးတစ်တွေကိုခေါ်လိုက်တာကြောင့်သူမအတွက်အခွင့်အရေးကြီးတစ်ခုလို့ထင်လာပါတယ်ဒါပေမဲ့အပေါ်ဆုံးထက်ကိုဝင်ပြီးစမျက်နှာကိုကြည့်ဖို့ကြိုးစားနေချိန်မှာပဲအကူအညီရှင်ကမိန်းကလေးတိုင်းကိုအနီရောင်လွှဲလို့တစ်ခုစီပေးပြီး boss မှာအရေးပေါ်ကိစ္စရှိလို့အားလုံးပြန်ကြပါလို့ပြောလိုက်ပါတယ် envelope ထဲကပတ်စံကိုမြင်တာနဲ့သူမအယမ်းပျော်သွားပါတယ်ဘာမှမလုပ်ပဲပထမနေ့တင်ပဲပတ်စံအများကြီးရခဲ့တာကြောင့်ပါမိန်းကလေးတွေထွက်သွားပြီးနောက်ဆရာကတွေးပြေးနဲ့အခန်းထဲကထွက်လာပြီးခတိမရှိတဲ့လမ်းကိုရှာဖို့အကူကိုအမိတ်ပေးပါတယ်ပြီးတော့ကားမောင်းသမားဝတ်စုံကိုဝတ်ပြီးကားရဲ့နားနေရာဘက်ကိုသွားပါတယ်အချိန်တစ်ချိန်တည်းမှာပဲမိန်းကလေးကကားရဲ့နားနေရာမှာ luxury car တစ်စီးပေးမှာပတ်စံတွက်နေချိန်ဆူကိုတွေ့လိုက်ပါတယ်သူမကအဲ့ဒီကားကဆူရဲ့ကားဖြစ်မယ်လို့ထင်ပြီးသူကိုဆူလို့ခံမှန်းလိုက်ပါတယ်ဒါကြောင့်ချက်ချင်းသူ့ကိုစိတ်ဝင်စားအောင်ပြောပြီးဝှက်ချတောင်းလိုက်ပါတယ်ဒါပေမဲ့ချိုးကလုံးဝမကယူမဆိုင်ပဲကားထဲဝင်ဖို့လုပ်နေချိန်မှာသူမကတားလိုက်ပြီးသူ့အိတ်က driver badge ကိုမြင်လိုက်ပါတယ်ဒါကြောင့်သူမကအမတစ်ခုကြီးကြီးမားမားနားလည်မိသွားပါတယ်ဒီလူကအတူရောင်ချမ်းသာသူလို့ထင်ပြီးဒေါသထွက်ကပါရိုက်လိုက်ပါတယ်မင်းဝတ်ထားတဲ့အဝတ်တွေကြည့်ရင်ဈေးပေါ်တဲ့နေရာကဝယ်ထားတာသိတာတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ luxury car ကိုကြည့်ပြီးဒီလူကဆီယိုရဲ့ driver ဖြစ်မယ်လို့ထပ်မံခံမှန်းလိုက်ပါတယ်ဆီယိုနဲ့နီးစပ်ဖို့ driver နဲ့မိတ်ဆွေဖြစ်ဖို့ဆုံးဖြတ်ပြီးထပ်မံဝှက်ချက်တောင်းလိုက်ပါတယ်ဆီယိုကသူမစကားတွေကြားပြီးရေလိုက်ပေမဲ့အချိန်မလုံလောက်တာကြောင့်ဝှက်ချက်လက်လုပ်ပေးလိုက်ပြီးသူမကပျော်ရွှင်စွာထွက်သွားပါတယ်နောက်နေ့မှာချစ်ပြန်လာမယ်ဆိုတာသိသွားတဲ့အတွက်သူမကအထူးလှပတဲ့ဝတ်စုံကိုဝတ်ပြီးအလုပ်လာပါတယ်ဒါပေမဲ့အလုပ်ဖော်တယောက်ကသူမကိုအောက်ချပြီးမင်းရဲ့အဆင့်ထက်ပိုပြီးအိမ်မက်မက်နေတယ်လို့လှောင်ပြောင်ပါတယ်ဒါကိုကြားပြီးသူမကတိတ်မနေပဲအဲ့ဒီမိန်းကလေးရဲ့ plastic surgery လုပ်ထားတဲ့လှုပ်ဝက်ချက်ကိုလူအများရှိမှဖော်ထုတ်လိုက်ပါတယ်အရင်ကသူမကဆူးနဲ့ရင်းနှီးတယ်လို့လိန်ထားခဲ့တာကြောင့်ယခုရှော့လာမခေါ်တာကြောင့်ရှက်เสียဖြစ်လာပါတယ်ဒါကြောင့်ဆီယိုအလုပ်များနေတယ်မကြခင်လူတယောက်လာခေါ်မယ်လို့တရုတ်ဆောင်ပြောလိုက်ပါတယ်နောက်ဆုံးမှာတော့မျက်နှာမပြတ်စေရန် fake driver လို့ထင်ထားတဲ့သူကို message ပို့ပြီးကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့အပေါ်ထက်မှာဘီလီရဲ့ကစားနေတဲ့ show က message ကိုမြင်ပြီးလုံးဝမပြန်ပါဘူးကျွန်တော် video လေးသဘောကျရင် like subscribers လေးနဲ့ပါကူညီပေးသွားလို့ရပါတယ်နော်